Hola everyone အားလုံးပဲမင်္ဂလာပါရှင်ဆိုတော့ဒီနေ့ slope ခံလေးကိုတော့တူလေးလာကြည့်ကြမယ်ပေါ့နော်ပထမဆုံးအရင်နေ့တုန်းကဒီ order ပဲခေါ်တာဒီ grad line ရှာတာတွေ point ရှာတာတွေပေါ့နော်အဲ့ဒါအရင်ဆုံးသွားကြည့်ပြီးသွားတဲ့အခါကျတော့မှဒီ slope ရှာရင်ပို့ပြီးတော့အဆင်ပြေပါမယ်နော်ပထမဆုံးသုံးသိထားရမှာက slope ဆိုတာက rate နဲ့အတူတူပါပဲ slope ကိုစမဲ m နဲ့သုံးပါတယ် m ဆိုတာနဲ့ဒါ slope ကိုသုံးတာမြဲ slope ကိုပြောရမှသိရမယ်ပေါ့နော် slope ဆိုတာ rate နဲ့တူပဲဆိုအဓိပ္ပာယ်ကဘာလဲဆိုရင် slope ဆိုတာနှုန်းကိုပြောတာပါဆိုတော့တနာရီမှာဘယ်လောက်နှုန်းနဲ့သွားတာလဲဒါမှမဟုတ်ပစ္စည်းတစ်ခုဘယ်လောက်ပေးရလဲတနည်းအားဖြင့်နှုန်းကတ unit စာကိုပြောတာတ unit စာဆိုတာအခု gram မှာဆိုရင်ဒီအခြေခံထားတဲ့ exit ကကြတော့8 exit เนาะဒီကောင်ကကြတော့1 exit ဒါလေးမသိဘူးဆိုရင်ရှေ့ဗီဒီယိုလေးပြန်ကြည့်မှရမယ်เนาะအဲ့တော့နှုန်းဆိုအဓိပ္ပာယ်ကကြတော့လေသူက y per x x တ unit စီမှာ y ကဘယ်လောက်နှုန်းနဲ့တက်သွားလဲဆိုတော့ရှာတဲ့သဘောเนาะအဲ့တော့သူ့ရဲ့ formula ကနှစ်ခုရှိရပေါ့เนาะဒါက G exam formula ရှိမှလည်းပေးရမှာပါဒီ formula ကတော့ exam ရဲ့ formula ရှိရမှာပေးရမှာပါဒီအောက်က formula လေးကတော့မပေးရပါဘူးမှတ်ထားပါမယ်เนาะဒီ formula လေးက m equal to y2 minus y1 by a2 minus a1 ကကျက်စရာမလိုပါဘူးဒါပေမဲ့တွိုင်းနဲ့တော့အဲ့လိုရသွားလိမ့်မယ်ပေါ့နော်အောက်ကကျတော့ m equal to right by right နဲ့တွက်တဲ့အခါကျရင်တတိထားရမှာကျတော့လက္ခဏာစဉ်းစားတာဘယ်လိုမျိုးပြောချင်တာလဲဆိုရင် line ကိုကြည့်ပြီးတော့မှ slope တန်ဖိုးကအပေါင်းလားအနှုတ်လားဆိုတော့တန်းခွဲရမယ်ဥပမာသုံးတဲ့ line ကဒီလို left to right ဘယ်ကနေညာကိုတက်သွားတာဆိုရင် line က positive ဖြစ်ပြီးတော့မှဒီလို line ကဘယ်ကနေညာကိုဒီလိုထောင်းသွားတာဆိုရင်သူရဲ့ slope တန်ဖိုးက negative အဲ့ဒါပုံတိုင်းပါပဲပုံကိုကြည့်လိုက်တာနဲ့ slope တန်ဖိုးအပေါင်းလားအနှုတ်လားတန်းသိရပါမယ်အရေးကြီးပါတယ်နော်ဒါဆိုရင်ပုံစံလေးကိုတူတူတွက်ကြည့်အောင် Okay ဒီပုံလေးကိုကြည့်အောင်ဒီပုံလေးမှာဆိုရင်မှတ်မိလားခုနလေးတင်ပြောလိုက်တယ် line ကိုကြည့်လိုက်တာနဲ့သူရဲ့ slope တန်ဖိုးကအပေါင်းလားအနှုတ်လားဆိုရင်ဟုတ်တယ်ဒါဆိုရင်အပေါင်းเนาะအဲ့တော့တတိထားရမှာကဒီမြားကောင်းတွေကိုကြည့်ရမှာမဟုတ်ဘူးเนาะ line သွားတဲ့ပုံစံကိုကြည့်ရမှာဟိုမှာ line သွားတဲ့ပုံစံကဒီလိုဘယ်ကနေညာကိုတက်သွားတာဖြစ်တဲ့အတွက်သူရဲ့ slope တန်ဖိုးကအပေါင်းဒါဆိုရင်မိကွန်းကဆက်လုပ်မိရပါเนาะအဲ့တော့ခုနကခြေ formula နှစ်ခုပြောသွားရပေါ့เนาะအဲ့တော့ဒီပုံတစ်ပုံကြည့်တာနဲ့m equal to 1 2 minus 1 by 2 minus a1 နဲ့တွက်လို့ရတယ် right by right နဲ့လည်းတွက်လို့ရတယ်ကြိုက်တာနဲ့တွက်လို့ရတယ်ဒီမှာကခြေနှစ်ခုလုံးနဲ့ပထမဆုံးတွက်ပြပေးမယ်เนาะနှစ်ခုလုံးနဲ့တွက်ပြပေးမယ်ဆိုတော့ပထမဦးဆုံး m equal to y2 minus y1 by x2 minus x1 နဲ့တွက်ဖို့အတွက်ဆိုရင်ကိုရှာမဲ့ line ပုံမှာရှိရဲ point နှစ် point ကိုယူပေးရမယ်အဲ့တော့ဒီအဆက်လေးနှစ်ဆက်ကတော့ तू ကမြင်တာအောင်ချပေးတာအဲ့တော့ကိုကဒီအဆက်နှစ်ဆက်ယူလဲရတယ်အခြားကိုကြိုက်တဲ့အမှတ်ယူလဲရတယ်တခုသတိထားရမှာလို့ကွက်တိဖြစ်တဲ့အမှတ်ကိုယူရမှာပေါ့ကွက်တိဖြစ်တဲ့အမှတ်ဆိုရတဲ့အဓိပ္ပာယ်ကွာဥပမာတချို့တော့ဒီအမှတ်လေးကိုယူမယ်ဆိုရင်သူ့ရဲ့အမှတ်ကကျတော့ x တန်ဖိုးက2 y တန်ဖိုးက1ဆိုတော့ 2,1 အဲ့လိုကွက်တိယူလဲရတယ်ဒါဆိုရင်ဘယ်လိုမျိုးအမှတ်လေးကိုကွက်တိမဟုတ်ဘူးလို့ပြောချင်တာလဲတော့စေပေါ့နော်ဒီ line ကကျတော့ဒီကျတော့သွားပြီးအမှတ်လေးအကုန်လုံးကကွက်တိချစ်နေဘာလဲဆိုရင်သူရဲ့ slope တန်ဖိုးက1 drop မှမဟုတ်လို့ဒါပြောရင်ဒီချက်တွက်ပြမယ်ပေါ့နော်အဲ့တော့နောက်ထပ်ဘယ်လိုပုံလေးတွေကိုပြောချင်တာလဲဆိုရင်တခါရေးဒီချက်ပြချင်လို့ပေါ့နော်ကွက်တိမဟုတ်တဲ့အမှတ်ဆိုတာဒီလိုမျိုးပုံလေးကိုပြောအခုဒီမှာဆိုရင်ကတချို့ရဲ့အမှတ်ကြီးကဒီမှာကုလို့ကတ်လိုက်ဖြစ်နေတွေ့လားအလဲပါလေအဲ့တော့ဒီ point ခေါ်တဲ့အခါကျရင်သွားပြီးတော့မှတဝက်လောက်ပဲဆိုပြီးတော့0.5, 0ဆိုပြီးတော့အဲ့လိုလုံးလို့မရဘူးကွာအဲ့လိုကိုလိုကလန့်ဖြစ်နေတဲ့အမှတ်လေးကိုယူလို့မရဘူးအဖြေမှထွက်မှာဆိုလို့ပါဒီလိုအမှတ်တွေယူလို့မရဘူးရမလားဒီလိုအမှတ်တွေသွားယူလို့မရဘူးเนาะအဲ့လိုအမှတ်လေးကိုတချို့ကပွားယူလို့မရဘူးကွက်တိဖြစ်တဲ့အမှတ်ဆိုတာခုနကလိုတချို့ 2.1 တို့ 0.1 တို့အဲ့လိုမျိုးကွက်တိယူအမှတ်တွေပြောရပါเนาะဒါဆိုရင်ဒါလေးပြန်ကြည့်အောင်အဲ့တော့အချေတို့ဒီမှာ 2.1 တမှတ်ယူလိုက်ပြီဒါဆိုနောက်တမှတ်ယူပြပါအောင်ဒီမှတ်လေးကိုချေတို့ကြည့်ကြအောင်ဒီမှတ်လေးကိုဒီချေတို့ခေါ်မယ်ဆိုရင် x တန်ဖိုးက -1 y တန်ဖိုးက -2 -1, -2 ဒါဆိုရင်ဒီချေကဒီမှာ2.1 နဲ့ -1, -2 အဲ့မှာလေ
ကိုကြိုက်တဲ့အမှတ်ကို h1y1 ထားလို့ရတယ်နော်ကိုကြိုက်တဲ့အမှတ်ကို h1y1 h2y2 ထားလို့ရတယ်ခဏခဏမီးလို့ပေါ့နော်အခုမှစတင်တဲ့ကလေးကြတော့ခဏခဏမီးတာဒီချက်ရေးပဲအမှတ်ကိုတီးရမှာလေကြိုက်တဲ့အမှတ်ကိုတီးလို့ရပါတယ်ကြိုက်တဲ့အမှတ်ကိုကြိုက်တဲ့အမှတ်ထားလို့ရပါတယ်ဒါတတိထားရမှာ y ကအနောက်က x ကအရှိရဖြစ်တဲ့အတွက် equation မှာအစားသွင်းတဲ့အခါကျရင်အရှိနဲ့အနောက်နဲ့မှားသွင်းတာမျိုးတွေခဏခဏရှမ်းကြရပေါ့နော်တတိထားပြီးသင်ပါမယ်အခုဒီမှာဒီချက်က y2 တီးရတာကဒီကောင်လေးပေါ့နော်ဒါလေးတီးရတာဖြစ်တဲ့အတွက်ဒီ y2 က -2 ဖြစ်သွားမယ်လက္ခဏာသူ့ရဲ့ formula လက္ခဏာအနှုတ်ဒီမှာ y1 က1ဆိုတော့ -2 -1 နောက်တစ်ခုဒီချက်ကို h2 h2 ကကြတော့ဒီမှာဒီကောင်ဒီကဖြစ်တဲ့အတွက်ဒီချက်ဒီမှာ h2 က -1 ပြီးတော့လက္ခဏာအနှုတ်ကအနှုတ်သက်သက်ဒီမှာ h1 ဆို h1 ကဒီမှာဒီချက်2နားလည်မလားတနည်းအားဖြင့်ကအမြန်ကြည့်မယ်ဆိုရင်ဒီချက်ကအနောက်ကနဲ့အချင်းချင်းနှုတ်ပြီးတော့အရှိကနဲ့အချင်းချင်းနှုတ်လိုက်တာဒီမှာပြန်ကြည့်ကြည့် -2 -2 -1 by -1 -2 ဒါလေးကိုဆက်ရှင်းရမယ်ဆိုရင် -2 နဲ့ -1 နဲ့ပေါင်းတော့ဒီချက်ကိုလက္ခဏာ2ကိုပေါင်းတော့ -3 -1 နဲ့ -2 နဲ့ဆိုလက္ခဏာ2ကိုပေါင်းတော့လေ -3 အဲလို -3 နဲ့ -3 နဲ့စားတော့နှုတ်နဲ့ဆိုအပေါင်းဖြစ်သွားမယ်3နဲ့3နဲ့ဆို1ဒါဒီချက်ရဲ့ slope တန်ဖိုးက1ရပါမယ်ရမလားဒါလေးကိုဒီချက် screen pass ပြီးတော့မှတ်ထားပြီးလို့ရရင်နော်နားမလည်ရရင်ဒီချက် comment တွေမှာပြန်မေးလို့ရပါတယ်ဒီချက်formula လေးနဲ့တွက်ပြီးသွားပြီဆိုရင် rise by run လေးနဲ့ထပ်တွက်ပြမယ်နော်